ကြံခန်းကြီးတဲ့အစအိုး၌ဖျားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းတတန်မရှိလွတ်လပ်လဟာဖြစ်၏နက်နေရာရက်ကိုမောင်မိုက်ဖုံးလွှမ်း၍ဖျားသခင်၏ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏ဖျားသခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ထိုလင်းကောင်းသည်ကိုဖျားသခင်မြင်၍အလင်းနှင့်မောင်မိုက်ကိုပိုင်းခြားခွဲထားတော်မူ၏အလင်းကိုနေ့ဟူသောမည်ဖြင့်၎င်းမောင်မိုက်ကိုညဟူသောမည်ဖြင့်၎င်းခေါ်ဝေါ်သမုတ်တော်မူ၍ညဦးနှင့်နက်နက်သည်ပထမနေ့ရက်ဖြစ်လေ၏တဖန်ဖျားသခင်ကရေလယ်၌မိုးမျက်နှာကျဲဖြစ်စေရေနှင့်ရေချင်းခြားနားစီဟုအမိန့်တော်ရှိသဖြင့်မိုးမျက်နှာကျက်ကိုဖျားသခင်ဖန်ဆင်းတော်မူ၍မိုးမျက်နှာကျက်အောက်၌ရှိသောရေနှင့်မိုးမျက်နှာကျက်အပေါ်၌ရှိသောရေကိုပိုင်းခြားတော်မူသည့်အတိုင်းဖြစ်လေ၏မိုးမျက်နှာကျက်ကိုလည်းမိုးကောင်းကင်ဟူသောမည်ဖြင့်ဖျားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ညဦးနှင့်နက်နက်သည်ဒုတိယနေ့ရက်ဖြစ်လေ၏တဖန်ဖျားသခင်ကမိုးကောင်းကင်အောက်၌ရှိသောယေစုဝေးစီကုန်းပေါ်စီဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ကုန်းကိုမြေဟူသောမည်ဖြင့်၎င်းယေစုဝေးရာကိုပင်လယ်ဟူသောမည်ဖြင့်၎င်းဖျားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ထိုမှုရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၏တဖန်ဖျားသခင်ကမြေသည်မြက်ပင်ကို၎င်းစပါးကြီးကိုဖြစ်စေသောစပါးပင်ကို၎င်းမြေပေါ်မှမျိုးစေ့ပါလျက်တစ်တီးမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စီဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏မြေသည်မြက်ပင်ကို၎င်းစပါးကြီးမျိုးကိုဖြစ်စေသောစပါးပင်ကို၎င်းမိမိ၌မျိုးစေ့ပါလျက်တစ်တီးမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေ၏ထိုမှုရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၍ညဦးနှင့်နက်နက်သည်တတိယနေ့ရက်ဖြစ်လေ၏တပံဖျားသခင်ကနေနီညကိုပိုင်းခြားစီခြင်းကမိုးကောင်းကင်မျက်နှာကျက်၌အလင်းအိမ်ကြီးစေနမိတ်လက္ခဏာချင်းချက်သောအချိန်နေ့ရက်ပိုင်းခြားနှစ်ပိုင်းခြားဖို့ဖြစ်စေမိုးကောင်းကင်မျက်နှာကျက်၌တည်၍မြေကြီးလင်းเสียအလင်းအိမ်ဖြစ်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထို့သောဖျားသခင်သည်အလင်းအိမ်ကြီးနှလုံးကြီးဟုသောနေ့ကိုအုပ်စိုးရသောအကြီးတစ်လုံးညကိုအုပ်စိုးရသောအငယ်တစ်လုံးနှင့်တကွကျေများတို့ကိုဖန်ဆင်းတော်မူပြီးလျှင်မြေကြီး၌လင်းစေခြင်းက၎င်းနေ့ညကိုအုပ်စိုး၍အလင်းနှင့်မောင်မိုက်ကိုပိုင်းခြားစေခြင်းက၎င်းမိုးကောင်းကင်မျက်နှာကျက်၌ဖျားသခင်ထားတော်မူ၏ထိုမှုရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၍ညဦးနှင့်နက်နက်သည်စတုထနေ့ရက်ဖြစ်လေ၏တပံဖျားသခင်ကအသက်ရှင်၍လှုပ်ရှားတတ်သောတိရစ္ဆာန်တို့ကိုရည်တည်များပြားစွာမွေးဖွားစေငှက်တို့သည်လည်းငှက်တို့လည်းမြေပေါ်မိုးကောင်းကင်မျက်နှာကျက်ပြင်ဝဲပြန်စေဟုအမိန့်တော်ရှိ၏ထို့သောလျင်ရည်တည်တိရစ္ဆာန်မျိုးလိုက်များပြားစွာမွေးဖွား၍ငါးကြီးအစရှိသောအသက်ရှင်၍လှုပ်ရှားတတ်သောတိရစ္ဆာန်ပေါင်းတို့ကို၎င်းပြန်တတ်သောငှက်မျိုးပေါင်းတို့ကို၎င်းဖျားသခင်ဖန်ဆင်း၍ထိုမှုရာကောင်းသည်ကိုမြင်တော်မူ၏ဖျားသခင်ကလည်းများပြားစွာမွေးဖွားကြလော့ပင်လေရီများကိုပြည့်စည်ကြလော့ငှက်တို့လည်းမြေပေါ်၌များပြားစီတည်းဟုထိုတိရစ္ဆာန်တို့ကိုကောင်းချီးပေးတော်မူ၍ညဦးနှင့်နက်နက်သည်ပြင်စမနေ့ရက်ဖြစ်လေ၏တဖန်ဖျားသခင်ကမြေသည်အသက်ရှင်သောတတဝါမျိုးတည်းဟုသောတာရင်တို့ကို၎င်းတွားတတ်သောတိရစ္ဆာန်တို့ကို၎င်းတာရင်မျိုးတို့ကို၎င်းမွေးဖွားစီဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထို့သောဖျားသခင်သည်တာရဲမျိုးတာရင်မျိုးမြေပေါ်မှတွားတတ်သောတိရစ္ဆာန်မျိုးပေါင်းတို့ကိုဖန်ဆင်း၍ထိုမှုရာကောင်းသည်ကိုမြင်တော်မူ၏တဖန်ဖျားသခင်ကငါတို့ပုံတရံနှင့်တညီတရံတဲ့လူကိုဖန်ဆင်းကြဆိုသူသည်ပင်လယ်ငါတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းတာရင်တို့ကို၎င်းမြေတစ်ပြင်လုံးနှင့်တကွမြေပေါ်မှတွားတတ်သောတိရစ္ဆာန်ပေါင်းတို့ကို၎င်းအုပ်စိုးစီဟုအမိန့်တော်ရှိ၏ထို့သောဖျားသခင်သည်
မိမိပုံတရံနှင့်အညီလူကိုဖန်ဆင်းတော်မူ၏ဖျားသခင်၏ပုံတရံတော်နှင့်အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျှင်အချင်းတို့များပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စေ၍နိုင်ကြလော့ပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်၍မြေပေါ်မှလှုပ်ရှားတတ်သောတိရစ္ဆာန်ပေါင်းတို့ကို၎င်းအုပ်ဆိုးကြလော့ဟုမိန့်တော်မူ၍သူတို့ကိုကောင်းကြီးပေးတော်မူ၏ဖျားသခင်ကလည်းကြည်ရှုလော့မြေတစ်ပြင်လုံး၌စပါးသီးကိုဖြစ်စေသောစပါးပင်မျိုးမျိုးတို့ကို၎င်းမျိုးစေ့ကိုဖြစ်စေသောအကြီးနှင့်ပြည့်စုံသောတီးပင်မျိုးမျိုးတို့ကို၎င်းတင်တို့စားစရာဖို့ငါပေး၏မြေသားမိုးကောင်းကင်ငှက်အသက်ရှင်၍မြေပေါ်မှတွားတတ်သောတိရစ္ဆာန်မျိုးပေါင်းတို့စားစရာဖို့မြက်ပင်မျိုးမျိုးတို့ကိုငါပေးမည်ဟုမိန့်တော်မူသည့်အတိုင်းဖြစ်လေ၏ဖျားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျင်အလွန်ကောင်းသည်ကိုမြင်တော်မူ၍ညဦးနှင့်နက်နက်သည်ဆဋ္ဌမနေ့ရက်ဖြစ်လေ၏